17 လ2026မှာဗီဇာနဲ့ဝက်ပါမစ်တက်တန်ကုန်ဆုံးမဲ့သူတွေကိုအခုလာမယ့်8လပိုင်းမှာတိုင်းဆိုရကတရားဝင်တက်တန်တိုးခွင့်ပြုပေးမယ်လို့ကျွန်တော်တို့ကြားရပါတယ်ခင်ဗျာ။ဒီ MKP ကနေတက်တန်တိုးတင်လို့ရပြီဆိုတာနဲ့ post တင်ပေးသွားမှာဖြစ်ပါတယ်။ဒီတော့တက်တန်ဆက်တိုးမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်မိမိတို့ကြိုတင်ပြင်ဆင်ထားမယ့်အချက်လေးတွေကျွန်တော်ပြောပြပါမယ်။ဒီဗီဇာဝက်မစ်တက်တန်မဲ့ကုန်ဆုံးမဲ့သူတွေဆိုရင်တကယ်လို့မိမိတို့တက်တန်ဆက်တိုးဖို့အတွက်ကမိမိတို့ကိုယ်ပိုင်တတိနဲ့တက်တန်ဆက်တိုးမှာလားကိုယ်ပိုင်တတိဆိုတာအခုကိုကလက်ရှိကိုကပွဲစားနဲ့တတိငှားနဲ့ဖက်ရိုက်ထားတယ်ဒါပေမဲ့လက်ရှိအခုထောက်ထားရှိနေတဲ့အချိန်မှာအလုပ်တစ်ခုခုရပြီးတော့ဒီအလုပ်ကတတိကလည်းနာမည်ခံပေးမယ်စာရွက်စာတမ်းထုတ်ပေးမယ်ဆိုရင်ကိုကလက်ရှိလုပ်နေတဲ့တတိတွေကစာရွက်စာတမ်းတွေတောင်းပြီးတော့တက်တန်ဆက်တိုးပါအဲ့ဒါကိုယ်ပိုင်တတိပေါ့နော်တကယ်လို့ကိုကအလုပ်ကလည်းမရှိဘူးဟိုတခြားဘယ်တတိရှိမှလည်းကိုကလုပ်ဝင်လာတာမရှိဘူး freelance မနေရဆိုရင်တော့ပွဲစားတတိနဲ့ဆက်ပြီးတော့တိုးလို့ရပါတယ်ကျွန်တော်တို့ MKP ရတတိငှားပြီးတော့လည်းဆက်တိုးပြီးလို့ရပါတယ်အဲ့တော့ဘယ်တတိနဲ့ဆက်တိုးမလဲဆိုတာကိုတတိချာလေးကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ခင်ဗျအဲ့တော့ကိုပိုင်တတိနဲ့တက်တန်ဆက်တိုးမယ်ဆိုရင်လည်းထုံးစံနိုင်မယ်မိရဲ့တတိကကုမ္ပဏီတတိလားကုမ္ပဏီရှိလားကုမ္ပဏီအောက်ထဲကိုသူအထင်မှလားဒါမှမဟုတ်သူရဲ့ဒီမှတ်ပုံတင်တို့တပြန်ပန်းတို့နဲ့ပဲသူကရိုးရိုးပဲကိုနာမည်ခံပေးမှလားအဲ့ဒါလေးသိချာမေးပြီးတော့စားစားတန်းနေကျွန်တော်တို့ ਨੇ ကြိုတင်ပြီးတော့လာတိုင်ပင်တာပါအဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကအသေးစိတ်ဆက်ပြောပေးပါမယ်ခင်ဗျာတကယ်လို့ MKP နဲ့ပဲဗက်ရိုက်ထားတယ်ကျွန်တော်တို့ ਨੇ ပဲဆက်တိုးမဲ့လူတွေဆိုရင်ကျွန်တော်တို့ပတ်စုမျက်နှာတစ်ခုလေးပုံပို့လာပြီးအောင် ਨੇ ကျွန်တော်တို့ကအကုန်ဆက်လုပ်ပေးလို့ရပါတယ်အဲ့တော့ MKP မှာအခုမှစပြီးတော့အလုပ်အပ်မယ်အရင်ကတခြား agent နဲ့ဗက်ရိုက်ထားတယ်အခုမှကျွန်တော်တို့ MKP ကိုစပြီးတော့အလုပ်အမဲ့မိတ်ဆွေတွေအတွက်ဆိုရင်တော့ကြိုပြင်ဆင်ထားမယ့်အချက်လေးပြောပြပါမယ်။ဘောပမစ်ဘိုင်နူးမန်စာရွက်လိုမယ်။ပြီးရင်ငွေချေ900တန်း100တန်းစာရွက်2ရွက်လိုမယ်။ပြီးရင်လက်ပွင့်နှိပ်ထားတဲ့စာရွက်ရှိလဲရတယ်မရှိလဲရတယ်။ရှင်းတော့အကောင်းဆုံးပေါ့နော်။ Okay ပြီးရင်ဖုန်းနဲ့ရိုက်ထားတဲ့ကိုယ်တစ်ပိုင်းပုံတစ်ပုံလိုမယ်။ဒီဘောပမစ်ကတ်ထုတ်ပြီးသားလူတွေဆိုရင်ဘောပမစ်ကတ်ရှင်းတော့ကျွန်တော်တို့ပုံပို့ပေးရမှာခင်ဗျ။ပြီးရင်ပန်းရောင်ကတ်ရှိရင်ပန်းရောင်ကတ်ကိုကြိုပို့ပေးတာပါ။တကယ်လို့တတိပြောင်းလာတဲ့လူတွေဆိုရင်လည်းတတိပြောင်းကြံခေါက်လောက်ထားတဲ့စာရွက်လေးကိုကျွန်တော်တို့ပို့ပေးပါတကယ်လို့မိမိတို့ရဲ့အရင် agent ကကြံအောင်ထုတ်ထားဘူးတယ်ကြံအောင်ကလည်းတေလားမသိရှင်လားမသိဆိုရင်အရင် agent ကိုတေချာမေးပြီးတော့ကျွန်တော်တို့ ਨੇ ဆက်ပြီးတော့စကားပြောပေးပါတကယ်လို့လက်တယ်မှာအပေါ်ကကျွန်တော်ပြောထားတဲ့အချက်လက်တွေမရှိဘူးဆိုရင်မိရင်ဘက်ရိုက်ပေးထားတဲ့ agent ရှိဟာလိုတာလေးတွေကြိုတောင်းပြီးတော့အစင်းသင်းလောက်တာပါအဲ့ဒါမှကိုကဘယ် agent နဲ့ပဲလောက်ကြိုတင်ပြင်ဆင်ထားတယ်ဆိုတော့အစင်းသင်းဖြစ်မှာပါအရင် agent ကပေးထားတဲ့စာရွက်စာတမ်းတွေကလည်းအများကြီးပဲ agent အသစ်ကလည်းဘာစာစာနဲ့ပေးရမလဲမသိဘူးဖြစ်နေရင်မိမိတို့လက်ထက်မှာရှိတဲ့အချက်လက်စာရဲ့အားလုံးကိုမိမိတို့ရဲ့လက်တွေမပေါအောင်သေချာရှင်းရှင်းလင်းပုံရိုက်ပြီးပို့တာပြင်လိုတာကိုကျွန်တော်တို့ကစစ်ပြီးပြန်ပြောပြလို့ရပါတယ်တကယ်လို့အချက်လက်စာရဲ့စာတမ်းတွေကိုအရင် agent အောင်က PDF file အနေနဲ့ပို့တာပေးခဲ့ဆိုရင်လည်းကျွန်တော်တို့ PDF file နဲ့ပို့ပြီးလို့ရတယ်ဒီချက်တွေအားလုံးအခုချိန်နဲ့ကြိုးပြစင်ထားမယ်ဆိုရင်အချိန်ကုန်တက်တာပြီးတော့တက်တန်တိုးမမိလိုက်မှာပြီကိုလည်းစိတ်ပူနေဖို့မလိုတော့ပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်